နိုင်ငံသားတွေကျင်းထက်ခံထားရတဲ့ရန်ကုန် United ရာသီသစ်အတွက်အောင်မြင်မှုရဖို့ပြင်ဆင်နေတဲ့မြန်မာ National League Club ရန်ကုန် United ဟာပြီးခဲ့တဲ့ရာသီကခေါ်ယူခဲ့တဲ့နိုင်ငံသားကစားသမားတွေခြေစွမ်းကိုအားမရလို့လမ်းခွဲခဲ့ပြီးကစားသမားသစ်တွေခေါ်ထားရမှာလဲဂျင်းမိနေတယ်လို့သတင်းတွေကြားရပါတယ်။ဒီနှစ်ရာသီအတွက်နိုင်ငံသားကစားသမား3ယောက်ခေါ်ယူထားပါတယ်။ကစားသမားအားလုံးကတော့ African ကစားသမားတွေပါ။မြန်မာ National League မှာတခါမှမရှိဘူးသေးတယ်တန်ဇန်နီးယားကစားသမားတူဦးလည်းပါနေပါသေးတယ်ကင်မရွန်ကစားသမား2ယောက်နဲ့တန်ဇန်နီးယားကစားသမား1ယောက်ခေါ်ထားပြီးလာမယ့်နှစ်မှာချန်ပီယံပြန်ဖြစ်ဖို့အတွက်ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်ခေါ်ထားတဲ့ကစားသမားတွေထဲမှာမနစ်ကတကုံပေါ်မှာကစားခဲ့တဲ့ကင်မရွန်တိုက်စစ်မှုမိုဂူလည်းပါဝင်ပါတယ်ကစားသမားတွေကို YouTube ဗီဒီယိုကြည့်ပြီးခေါ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်လက်ရှိမှာတော့ကစားသမားတွေရဲ့စွမ်းဆောင်ရည်ကိုကစားသမားတွေရောနီးပြအဖွဲ့ပါစိတ်ပြတ်နေကြတယ်လို့သိရပါတယ်။မနစ်ကလည်းရန်ကုန် United ဟာနိုင်ငံသားကစားသမား၄ဦးပြင်ဂျာမနီလူမျိုးနီးပြ2ဦးကိုလည်းခေါ်ယူခဲ့ပါတယ်။ဒါပေမဲ့ရာသီမစခင် MNL League Cup ပွဲစဉ်ပြီးကတည်းကအားလုံးကိုပြန်ဖြုတ်ခဲ့ပြီးပြည်ရင်းကစားသမားတွေနဲ့ပဲအမှတ်ပေးပြိုင်ပွဲကိုဝင်ပြိုင်ခဲ့ပါတယ်။ဒီအခြေအနေကြောင့် Sheffield United ကိုမရှင်နိုင်ခဲ့ပဲဒုတိယနေရာနဲ့ပဲအဆုံးသတ်ခဲ့ရပါတယ်။ဒီနှစ်ခေါ်လာတဲ့ကစားသမား3ယောက်မှာကင်မရွန်ကစားသမားမိုဂူကတိုက်စစ်မှုနောက်ထပ်ကင်မရွန်ကစားသမား2ဖြစ်တဲ့အိုင်ဒရစ်ကနောက်ခံလူတန်ဇန်နီးယားကစားသမားအတူမန်ကကွင်းနယ်တောင်ပံနေရာတွေမှာကစားပါတယ်။ရန်ကုန် United အသင်းဟာမြန်မာ National League မှာနိုင်ငံသားကစားသမားကောင်းတွေခေါ်ယူနိုင်တဲ့အစဉ်လာရှိတဲ့အသင်းဖြစ်ပေမဲ့နောက်ပိုင်းနှစ်တွေမှာတော့တာမန်ကစားသမားတွေပဲအသင်းကိုခေါ်နိုင်ပါတော့တယ်။လက်ရှိခေါ်ထားတဲ့နိုင်ငံသားကစားသမား3ယောက်ရဲ့ခြေစွမ်းကအားရစရာမရှိတာကြောင့်ဒီနှစ်မှာလည်းချန်ပီယံဆုကိုရန်ကုန်အသင်းရယူနိုင်ပါမလားဆိုတာတန်တရားဖြစ်စရာပါ။